တရားလေးဖြစ်တဲ့အတွက်ကြောင့်ရရန်တော်နေရအနံစိုးထွက်တော်နေရများကိုတန်ရှင်းသောလက်ဖြစ်တစ်စက္ကန့်လောက်တုတ်လိမ့်ပေးုံဖြစ်အနံစိုးထွက်ခြင်းရရန်ခြင်းများကိုတတ်တာပြောက်ကင်းစေနိုင်ပါတယ်ရှင် ဒါအပြင်ကိုတနေ့တာဝတ်မဲ့အန်ဒါဝဲအလယ်မှာစီရန်ကို2ဆက်လောက်ချပြီးဝတ်မယ်ဆိုလို့ရှိရင်တော့တနေ့ကုန်လန်းဆန်းပေါ့ပါမှွေးကြိုက်နေမှာပဲဖြစ်ပါတယ်ရှင် Oh my god private area ဝလေးကတော့အမျိုးသားအမျိုးသမီးတုံးတန်းစင်စက်ပြရည်လေးဖြစ်ပါတယ်ရှင် Oh my god private area watch လေးကိုအသုံးပြုပေးမယ်ဆိုလို့ရှိရင်တော့မိမိရဲ့ private area လေးကတန်ရှင်းမွေးပြက်လန်းဆန်းနေမယ် pH ထိပေးမယ်6တွေ့ရရမှုကို short ချပြီးတော့အဆိုဓာတ်ဖြစ်ပြီးခြင်းတို့ကိုကူညီပေးပါတယ်ရှင် Oh my god whitening booster essence လေးကတော့ဒူးမဲခြင်းဂျိုင်းမဲခြင်းတထောင်မဲခြင်းဂုံမဲခြင်းပေါင်ကျက်မဲခြင်းစသည်မဲညစ်တော်နေရာများကိုအသုံးပြုနိုင်ပါတယ်ရှင် gluta collagen ဗီတာမင် B3 တော့ပါဝင်တဲ့အပြင်ကို essence type ထုတ်လုပ်ပေးတာမို့လို့စိတ်ဝင်မှုလဲကူစေပြီးတော့အသားရည်မညညာခြင်းညိုမဲခြင်းတို့အတွက်တရက်ကို2ကြိမ်အသုံးပြုပေးနိုင်ပါတယ် လေးဘက်အသုံးပြုလိုက်တာနဲ့တိတာတော်ရလက်ကိုရရှိစေနိုင်မှာဖြစ်ပါတယ်ရှင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တာ Oh my god ပါ